အားလုံးမင်္ဂလာပါရှင်ဟုတ်ကဲ့စံလူတန်းကုသိုလ်ယူမှာဖြစ်ပါတယ်နော်စံလူရှင်ကတော့ကွယ်လွန်သူများဖြစ်ကြသောအကိုကြီးဦးကျော်ကျော်အေးနှင့်ခင်မွန်းဖြစ်သူဦးလာဝင်းတို့အားကြီးစု၍ကျန်ရစ်သူမိသားစုဖြစ်တော့တော်တန်းတန်းအေးမှစံလူတန်းကုသိုလ်ယူတာဖြစ်ပါတယ်ရှင်နော်ကွယ်လွန်သူများကိုကြီးစုပြီးလူတန်းကုသိုလ်ယူတာဖြစ်ပါတယ်ကွယ်လွန်သူတွေကောင်းရာမြင့်မြတ်သောဘုံဘဝနေတာတို့ခေါ်ဆိုနိုင်ပါစေဆိုပြီးတော့မေတ္တာလေးပို့ပြီးတော့အလှခံမယ်နော်ယနေ့အလူရှင်မိသားစုပြုလုပ်သောစံလူတန်းအပ်သောကောင်းမှုကုသိုလ်များနှင့်ကျမတို့ရွှေဘိုသူမိသားစုပြုလုပ်သောကောင်းမှုကုသိုလ်များအားလုံးတို့ကို30ပုံ၌ကျင်လည်နေကြကုန်သောနတ်လူမြမတတ္တဝါပေါင်းတို့ဝေမျှပါသည်ကျွတ်တန်းဝင်းချင်းကြကုန်သောပုဂ္ဂိုလ်ပေါင်းတို့အားလည်းဝေမျှပါသည်ရှင်မြင်ရမမြင်အနှစ်ရများစွာတတ္တဝါပေါင်းတို့အားလည်းဝေမျှပါသည်ရှင်ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းအားလည်းဝေမျှပါသည်ရှင်ဤကုသိုလ်အားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြအမြအမြယူတော်မူကြပါကုန်တော်သာဓုသာဓုသာဓုဒီနေ့အလူရှင်တော်တန်တန်အေးမှာကွယ်လွန်သူများဖြစ်ကြသောအကိုကြီးဦးကျော်ကျော်အေးနဲ့ခင်မွန်းဖြစ်သူဦးလာဝင်းတို့အားရှိစုပြီးစံလူတန်းကုသိုလ်ယူတာဖြစ်ပါတယ်ရှင်အလူရှင်တော်အန်ဒီတော်တန်တန်အေးရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတို့ဖြင့်ပြည့်စုံပါစေရှင်ယနေ့လူတန်းရသောစံလူတန်းရသောဒါနကောင်းမှုကုသိုလ်ကံစေတနာတို့၏အကြောင်းတရားသည်နိဗ္ဗာန်ရောက်သည့်ချိန်တည်းတိုင်အောင်ဖြစ်လျာဘဝတိုင်းဘဝတိုင်းစံလူတန်းရသောကောင်းကျိုးဟုသမျှခံစားဆန်းစားပါစေရှင်ကွယ်လွန်သူများဖြစ်ကြသောအကိုကြီးဦးကျော်ကျော်အေးနှင့်ခင်မွန်းဖြစ်သူဦးလာဝင်းတို့ရှိကျန်ရစ်သူဒေါ်တန်းတန်းအေးနှင့်မိသားစုပြုလုပ်သောဤကောင်းမှုကုသိုလ်များအားလုံးတို့ကိုမြင်နိုင်ပါစေရှင်ကြားနိုင်ပါစေရှင်သိနိုင်ပါစေရှင်မြင်နိုင်ကြားနိုင်သိနိုင်ပြီလည်းရင်ဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုသာဓုခေါ်ဆိုတော်မူပါရှင်သာဓုခေါ်ဆိုသောကြွားကြောင့်ရောက်ရှိရာဘုံဘဝမှာသည်မြင်တဲ့မြင်သောမြင်တဲ့မြင်သောဘုံဘဝသို့ရောက်ရှိပါစေရှင်ဝိပဿနာတရားများကိုကျင့်ကြံကြိုးကိုပွားများအားထုတ်၍တရားဓုတရားမြတ်ရရှိသောဘုံဘဝသို့ရောက်ရှိပါစေရှင်အလူရှင်တော်တန်တန်အေးရှင်အလူကံပုဂ္ဂိုလ်များရဲ့ကိုးစားခုနှစ်ရဲ့သားသမီးများရဲ့ကိုးစားကျေးဇူးထူးတည်ရှိပါတယ်ဧကောင်းမှုကုသိုလ်များအားလုံးတို့ကိုလည်းဝမ်းမြောက်မှုမောစွာဖြင့်သာဓုခေါ်ဆိုပါတယ်ရှင်ကုသိုလ်တွေထပ်တူရပါရစေရှင်ကုသိုလ်တရားများနဲ့အတူအေးချမ်းသာယာသောဘဝတွေကိုပိုင်ဆိုင်နိုင်ပါစေရှင်ကောင်းကျိုးမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံပြည့်ဝပါစေရှင်နိဗ္ဗာန်ရောက်သည့်ချိန်ဒီတိုင်အောင်မရှိဟုသောစကားပေသောခါမှမကြပါစေနဲ့ရှင်မပြည့်စုံဟုသောစကားပေသောခါမှမကြပါစေနဲ့ရှင်စိတ်သွားတိုင်းကိုပါ၍လူရန်ထောက်ပံ့သာသနာပြုနိုင်ပါစေရှင်ယခုဘဝယခုခန္ဓာဖြင့်ပင်လင်မဉ္ဇဉ်ဖို့ဉဏ်နိဗ္ဗာန်မြတ်ကိုလွယ်ကူသောအကြည်နှင့်မြန်သောသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်ပါစေရှင်အနိတော်တန်တန်ရှင်ကျေးဇူးထူးတည်ရှိပါတယ်ဤကောင်းမှုကုသိုလ်တွေကိုလည်းဝမ်းမြောက်မှုမောစွာဖြင့်သာဓုခေါ်ပါတယ်ရှင်လှူပါ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 ဒီဘက်မှာလေလှူလေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမင်္ဂလာရှိစွာဖြင့်လူပွားကြီးတစ်လျှောက်လုံးဖြတ်သန်းနိုင်ကြပါစေရှင်